Friday Fights မှာရှင်ပြိုင်ထိုးသက်မဲ့ကျော်စွာဝင်းနဲ့ Slaven တို့ရဲ့ငွေထိုင်းပွဲစဉ်အတွက်ကြိုတင်သုံးသက်ချက်ကိုအချက်လက်အခြေခံပြီးတင်ပြပေးလိုက်ပါတယ်။ကစားသမား2ဦးရဲ့အားသာချက်အားနည်းချက်သုံးသက်ချက်ကျော်စွာဝင်းမြန်မာရိုးရာလက်ဝှေ့လောကကနေ One Championship ရဲ့စင်မြင့်ထက်ကိုတက်လှမ်းလာတဲ့ကျော်စွာဝင်းဟာပွဲတိုင်းကိုအကျိတ်အနယ်ထိုးသက်လေးရှိတဲ့ fighter တစ်ယောက်ပါ။အားသာချက်လက်သီးအမြန်နှုံးနဲ့အဖြတ်စွမ်းအားလက်ဝှေ့အခြေခံကောင်းတဲ့အတွက်လက်သီးထိုးချက်တွေကမြန်ပြီးပြိုင်ဘက်ကိုအလဲထိုးနိုင်တဲ့အထိအရှိန်ပါပါတယ်။မာကုံနဲ့ခံနိုင်ရေးမြန်မာလက်ဝှေ့သမားပြီးလဲမပြူတဲ့မာကုံရှိပြီးအလဲထိုးခံရခဲ့ပါတယ်ပွဲအစအဆုံး pressure ပေးပြီးထိုးသက်နိုင်စွမ်းရှိပါတယ်။လက်ဦးမှုပွဲစကလေးကတရဆက်ဖိအားပေးပြီးပြိုင်ဘက်ကိုအသက်ရှူရချက်အောင်လုပ်တတ်တဲ့ style ရှိပါတယ်။အားနည်းချက်ကန်ချက်နဲ့ဒူးချက်ကာကွယ်မှုငွေထိုင်းစီးမြင့်အောင်မှာကန်ချက်တွေဒူးချက်တွေကိုခုခံကာကွယ်တဲ့နေရာမှာတခါတလေအနုစိတ်မှုအားနည်းတတ်ပါတယ်။ပူးကက်လုံးထွေးခြင်းငွေထိုင်းအတွေ့အကြုံရင်းနဲ့ထိုင်းဖိုက်တာတွေနဲ့ရှင်ရင်ပူးကက်လုံးထွေးပြီးဒူးတိုက်တဲ့အပိုင်းမှာအသာစီးရဖို့ရုန်းကန်ရနိုင်ပါတယ်။ Slaven ထိုင်းငွေထိုင်းအမိမြေကလာတဲ့ထိုင်းဖိုက်တာပြီးနီးစနစ်ပိုင်းအလွန်ကျွမ်းကျင်ပြီးအကွက်မြင်တဲ့ကစားသမားဖြစ်ပါတယ်။အားသာချက်နီးစနစ်နဲ့အကွက်ဆောင်ခြင်းကန်ချက်တောင်ဒူးချက်တွေကိုအချိန်ကိုက်တိတိကျကျသုံးနိုင်ပြီးငွေထိုင်းစီးမြင့်ကိုအပိုင်စီးထားနိုင်ပါတယ်။ပွဲဖက်နိုင်စွမ်းတန်ဘက်ရဲ့ပုံစံကိုကြည့်ပြီးပွဲအတွင်းပြူဟာပြောင်းလဲကစားရမှာကျွမ်းကျင်ပါတယ်။အဝေးထိန်ကစားနိုင်မှုခြေကန်ချက်တွေကိုသုံးပြီးကျော်စွာဝင်းရဲ့လက်သီးအကွာဝေးထဲမဝင်အောင်အကွာဝေးထိန်ကစားနိုင်စွမ်းရှိပါတယ်။အားနည်းချက်လက်သီးခံနိုင်ရေးကျော်စွာဝင်းလိုလက်သီးအလေးချိန်ပါသူတွေရဲ့အပြင်းထန်ဖိအားပေးထိုးတက်မှုကိုခံရတဲ့အခါတုံဆိုင်သွားတတ်ပါတယ်။ပွဲထွက်လာနိုင်မဲ့ပုံစံနဲ့ခံမှန်းချက်ပွဲဖြေကိုအဆုံးဖြတ်ပေးမဲ့အချက်ကျော်စွာဝင်းရဲ့လက်သီးဖိအားနဲ့ sliding ရဲ့အကွာဝေးထိန်ကန်ချက်ဒူးချက်ဘယ်သူကပိုအလုပ်ဖြစ်မလဲဆိုတာပါပဲ။ပွဲအစပထမအချီကျော်စွာဝင်းကပွဲစကလေးကအလဲဘဟုကိုစီမိုဘီလက်သီးတွဲလုံးတွေနဲ့အတင်းဖိထိုးဖို့ကြိုးစားပါလိမ့်မယ် sliding ကတော့အဝေးကနေခြေကန်ချက်တွေနဲ့ဖြတ်တောက်ပြီးကျော်စွာဝင်းစိတ်လိုက်မှန်မှာဖြစ်လာအောင်ဆွဲဆောင်ပါလိမ့်မယ်ပွဲဆုံးဖြတ်ဒီပွဲဟာအမှတ်နဲ့ပြီးဖို့ရာဂိုင်နှုန်းများသလိုတယောက်ယောက်ဝင်လုံးတဲ့အချိန်တောင်တို့လက်သီးကြောင့်ပွဲပြက်ဖြစ်တစ်ခေါက်လည်းဖြစ်သွားနိုင်ပါတယ်ကျော်စွာဝင်းအနေနဲ့ sliding ရဲ့ကန်ချက်တွေကိုအဝေးမခံပဲအနီးကပ်လက်သီးတွဲလုံးတွေတိတိကျကျထိမှန်အောင်ထိုးနိုင်ရင်ပွဲကိုအနိုင်ရရှိသွားမှာဖြစ်ပါတယ်မျှော်မှန်းချက်မိမိနိုင်ငံသားဖြစ်တဲ့ကျော်စွာဝင်းအကောင်းဆုံးပုံစံနဲ့ပြိုင်ဘက်ကိုဖိအားပေးပြီးတမိုင်းဝင်နိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်ပါစေလို့ပရိသတ်များနဲ့အတူဆုတောင်းပေးလိုက်ရပါတယ်